မင်္ဂလာပါခုကျွန်တော်ရောက်တဲ့နေရာကတော့ကျွန်တော်တို့ဒါနေပြီးတော့တိုင်းရွေးစုရွာဖြစ်ပါတယ်ဒီရွေးစုရွာမှာကျွန်တော်တို့ဒါငရုတ်သီးနှံပြီးတော့ဒါပန်းကော်ဖီအစိုက်များကြပါတယ်အဲ့တော့ဒီနေ့တောင်သူများကိုကျွန်တော်တို့ပန်းကော်ဖီရဲ့အနေအထားလေးပြောပြချင်လို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါတစ်ထုပ်ကို800နဲ့ဈေးတက်ထားပြီးသားပေါ့နော်ဒီကွင်းတစ်ကွင်းလုံးကို380နဲ့ဒါတက်ပြီးသားတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကလေယာသီးနှံနေနဲ့တစ်ပိုင်းမှာလည်းဥယျာဉ်ခြံသီးနှံနေဒါစိုက်ဖို့အမြဲတမ်းတင်းတော်တဲ့အနေအထားမျိုးပါဒါဆိုလို့ရှိရင်ဒါ800ဆိုလို့ရှိရင်ထုတ်ဒီအပင်1000မှာဒါ380ပါပဲဒါ350နဲ့ပြတ်ပြီးသားတွေပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်တို့ကပိုးမွားယောဂဘိုင်းအနေနဲ့ပြောပြခြင်းလို့ပါဒီကော်ဖီပန်းကော်ဖီနဲ့ကော်ဖီထုတ်တွေမှာကျွန်တော်စိန်ခွက်ဖလန် Diamond Back Mount လို့ခေါ်ပါတယ်စိန်ခွက်ဖလန်ကဒီဟာလေးချင်းဒါသူဖြစ်စည်းထားတဲ့ဟာတွေပေါ့နော်ဒီမှာပိုးတွေကျနေရရှိပါတယ်ဒီဟာတွေကိုဒီစိန်ခွက်ဖလန်ကိုနိုင်ဖို့ကအဓိကပါပဲဆိုတော့ကျွန်တော်တို့ကလူစားတဲ့ပန်းကော်ဖီလည်းဖြစ်တယ်ကော်ဖီထုတ်တွေလည်းဖြစ်တယ်ဒါကိုကျွန်တော်တို့က Propinofol တို့ Lupinol တို့အတွဲလိုက်ဖြန်းတာရောရတာပေါ့နော်သို့တော့ကျွန်တော်အနက်အသက်တွေကြံတယ်ပေါ့နော်ဒါဆိုလို့ရင်ဒီကွင်းဆိုလို့ရင်ကျွန်တော်တို့ဒါ Ether Plus ဖန်းလင်းကုမ္ပဏီက Ether Plus ဖြန်းထားတာပေါ့ဗျာEther Plus ထဲမှာကျွန်တော်က Imametin ဘန်ဆိုရင်နဲ့Thiamidauxin 20%စီပါတယ်ပေါ့နော်သူကဘာအားသာချက်လေးရှိလဲဆိုရင်တခြားပိုးသက်ဆေးတွေဖြန်းရင်သူက3ရက်ချာတစ်ချိန်ပြန်ဝင်ရတာပေါ့နော်ပြန်ဝင်ရပြီမဲ့ရှင်းသလားဆိုတော့မရှင်းဘူးဒီမှာကျတော့ကျွန်တော် Ether Plus ဖြန်းထားတဲ့ခါကျတော့ကျွန်တော်က10ရက်လောက်9ရက်ကနေ14ရက်ချာလို့ရတာပေါ့နော်တခြားဆေးတွေ2ချိန်ဖြန်းတဲ့အချိန်မှာ Ether Plus ကတစ်ချိန်ပဲဖြန်းရတယ်နောက်ဒီအနက်အသက်တွေဘာညာကျွန်တော်တို့မကြမ်းခဲ့ဘူးနောက်တစ်ခါကျွန်တော်တို့ပိုးကာကွယ်နေနေမှုကောင်းတယ်ပေါ့နော်ဒါနောက်ပိုင်း Ether Plus ဖြန်းပြီးတဲ့နောက်ပိုင်းမှာဒီမှာအရွက်တွေတန့်ပြန့်နေတာတွေ့ရမယ်ပေါ့နော်ဆိုတဲ့အတွက်ကျွန်တော်တို့က Ether Plus နဲ့ Diamond Back Mount ကိုကျွန်တော်တို့ကကောင်းကောင်းကာကွယ်နိုင်တာကိုတွေ့ရပါတယ်ဒါကြောင့်တောင်သူများဒီကွက်ဝင်တဲ့ကျွန်တော်ပန်းကော်ဖီစိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Diamond Back Mount ကိုစိန်ခွက်ဖလန်ကိုကောင်းကောင်းကာကွယ်နိုင်ဖို့ဆိုရင်ဒါ Ether Plus ဟာဆေးဖြန်းအကျဉ်းရင်နေပြီးတော့ကျွန်တော်တို့ဓာတ်ကျွင်းအနံ့ကျန်တာတက်တာမယ်ပို့ပြီးတော့ကျိုးထူးစေတာကတော့ Diamond Back Mount ကိုကြာကာကွယ်ထားနိုင်တာမျိုးเนาะ Long lasting နေနဲ့ကြာကာကွယ်ထားနိုင်တဲ့အနေအထားရှိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတပွင့်800ဈေးနဲ့ဒါပြတ်ပြီးသားဆိုတော့အမြတ်ဆုံးကဒါ350နဲ့ပြတ်ပြီးသားတွေဆိုတော့တေးကြပေါ့ဒါကျွန်တော်တို့ဈေးကွက်ရပြီးသားဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်